ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ပူးပေါင်းဆောင်မှုပဲလိုပါတယ်အဲ့ဒါလို့မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျကျွန်တော်ပြောရပါကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနော်အစစရတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာပြောချင်တာတော့ဗျရုရှားသမ္မတကြီးမစ္စတာဗလာဒီမီယာပူတင်နဲ့ဘယ်လိုလဲသမ္မတနိုင်ငံသမ္မတကြီးရဲ့လူကရှန်ကိုရဲ့ဖိတ်ကြားချက်ရတော့တရားဝင်ချစ်ကြည်ခီးသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်ချစ်ကြည်ခီးသွားနိုင်တာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ဗျကျွန်တော်တို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလုံးမှာပဲကျွန်တော်တို့နိုင်ငံပူးပေါင်းဆောင်ရွက်နေပေကျေပြတ်စွာကျွန်တော်တို့စုစည်းဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့်စီးပွားရေးနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ကိစ္စရပ်တွေပေါ့နော်နိုင်ငံအပြန်အလှန်ကူလူသွားလာရေးအတွက်တိုးချဲ့ဖို့ဆိုတာအထူးသဖြင့်ခီးသွားကဏ္ဍတွေတိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာနောက်တော့ပညာရေးနောက်သိပ္ပံနဲ့ဒီပညာနောက်ကျန်းမာရေးနောက်အားကစားရည်ကျင်းမှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စရပ်တွေဒါတွေ level တွေအခြေပြပြကျွန်တော်တို့စုနေနိုင်ငံရဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေရှင်းပြသူနိုင်ငံလုံးကဒါကိုအားလုံးလက်ခံပါတယ်။နောက်ကျွန်တော်ရုပ်ောက်ပွဲလုံးမဲ့အခြေအနေတွေကျွန်တော်ရှင်းပြတော့သူတို့ဒါလည်းအားပေးထောက်ခံနေကြအောင်သူတို့ရှိကကိုယ်စလေလွှတ်ပြီးတော့လာပြီးတော့ရုပ်ောက်ပွဲမှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်။ပိုကောင်းတာတော့နှုတ်တစ်ဖက်ဒီတွစ်ဆုံချင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျ။ရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောနောက်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံမှာစိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ဗျ။ဒါကကျွန်တော်တို့ရဲ့နိုင်ငံတွေအနာဂတ်တွေကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာနောက်တစ်ခုကလည်းပါတီစုံဒီမိုကရေစီရုပ်ကပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မာလုပ်မှာပါပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါစားလုပ်နေတဲ့ပူးပေါင်းဆောင်မှုပဲလိုပါတယ်အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျာမိုးချအောင်မြင်အောင်ကျွန်တော်ပြောရပါပြည်သူတွေဒါကျွန်တော်ဒါလေးတော့ကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေပြည်သူများတင်ပါတယ်အားလုံးအဆက်ဆက်ရအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနော်အစစရတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ